အလုတ်သမားတစ်ယောက်ရှိတဲ့နာမည်က Bush တဲ့မြောက်ပိုင်းကကြေးရွာလေးမှာရှိတဲ့ဆိုက်ကနှုတ်ထွက်ခွာမသွားခင်သူပြောပြဖို့တဲ့အကြောင်းတစ်ခုရှိတယ်။သူပြောတာကဒီညမှာတခြားညတွေနဲ့လုံးဝမတူဘူးတဲ့။ Bush ပြောပြတာကညဘက်ဆောင်နေတော့ရုတ်တရက်ဆိုတယ်လို့စိုက်ထက်ကမီးတွေအားလုံးချက်ချင်းပဲငြိမ်းသွားတယ်။လောကကြီးတစ်ခုလုံးရဲ့ပလက်ကိုတစ်ချိန်တည်းမှာဆွဲထုတ်လိုက်တယ်လို့မျိုးတဲ့အမှန်ကအယမ်းမြင်မြင်နဲ့ဝင်လာတဲ့ကိုပိုက်အသက်ရှူနေတဲ့မိကိုမြဲကြီးလိုမျိုးတဲ့သူကဖုံးရတဲ့မိကိုဖွင့်ပြီးရှေ့ကိုအလင်းထိုးလိုက်တယ်။အဲ့ဒီမှာအမျိုးသမီးတစ်ယောက်ကိုတန်ကြိုးချန်စီရိုးအစွန်းမှာရက်နေတာမြင်လိုက်ရတယ်။ဦးကောင်းကိုဖုံးထားတဲ့ရှည်လျားတဲ့စပင်းတွေမြေကြီးထဲမှာနှစ်ပေါင်းများစွာမြုံချခံရတဲ့အဝတ်လိုမျိုးမိုင်းနေတဲ့မိကိုရောင်အင်းကြီးအစားလုံးမှာ Bush ကကျေးလာသားတစ်ယောက်ကအကြောင်းတစ်ခုခုအတွက်လာခေါ်တာပဲလို့ထင်ခဲ့တယ်။ဒါပေမဲ့သူကိုအရင်ထိန်လန့်စေခဲ့တာကသူမရဲ့ခြေထောက်တွေဟာမြေကြီးကိုအနှဲငယ်မှမထိခဲ့ဘူး။သူကညနေတဲ့အချိန်ဘာလာလောက်တာလဲအမလို့အော်မေးလိုက်တယ်။အပြေမရှိဝေးကောင်နဲ့ဗျာဟောင်းတဆွကညညိုနေတယ်လို့မျိုးနဲ့ချင်းနဲ့တမ်းပန်းတမ်းမဲကြားလိုက်ရတယ်။ Bush နောက်တလမ်းဆောက်သွားတယ်။ပြီးတော့သူမရွေ့တာကိုမြင်လိုက်ရတယ်။လမ်းလျှောက်တာမျိုးမဟုတ်ဘူး။မမြင်ရတဲ့ကျိုးနဲ့ဆွဲငင်ခံနေတဲ့အရည်လိုမျိုးဟန်မြမြနဲ့ရွေ့တာမျိုးတဲ့။အဲ့ဒီအခိုက်ထဲမှာပဲဖုန်းကသူ့အလိုပိတ်သွားတယ်။ဓာတ်မီမရှိတော့ဘူး။နောက်ဘက်မှာရေခဲမအေးဆက်နဲ့အသက်ရှူတန်းတဲပဲကြားလိုက်ရတယ်။အယမ်းနီလုံးမို့ဒါကလူသက်ရှိရဲ့အသက်ရှူတန်းမဟုတ်ဘူးလို့ခံစားရတယ်။မိုးလင်းလာတဲ့အခါစိုက်ထက်ကလူတွေက Bush ကိုနေရာတစ်ဝိုက်မှာရှာကြတယ်။နောက်ဆုံးမှာတော့ကွန်တိန်နာကားတစ်စီးရဲ့နောက်ဖက်မှာခန္ဓာကိုယ်တောင်နီးပြီးထိုင်နေတဲ့ Bush ကိုတွေ့ကြတယ်။ဖုန်းကအနီးနားမှာကျနေခဲ့တယ်။ဖုန်းထဲမှာသူမတေးကြပေမဲ့တတိလစ်ထွားခဲ့တယ်ဆိုတဲ့အချိန်တွေမှာသူ့အလိုအတန်သွေးထားတဲ့ကလေးတစ်ခုရှိနေတယ်။အဲ့ဒီကလေးထဲမှာအမျိုးသမီးတစ်ယောက်ရဲ့တိုးလီပေါ်နေတဲ့အတန်ပါတယ်။ဒီညလိုထားနေရညမဟုတ်ဘူးတဲ့။ဒီနေ့ပြီးတဲ့နောက် Bush ကချက်ချင်းပဲအလုပ်ကနေထွက်လိုက်တယ်။ပြီးတော့ပြောတာကဒီအဖြစ်ဖြစ်နဲ့ဂျုံရရတဲ့နေ့ကစိုက်အလုပ်ကပြတိုင်းထမှာဘယ်တော့မှမတန်းတင်ခဲ့ခြင်းမရှိဘူးတဲ့။ညတညလုံးဟာအချိန်တွေကဘဒူတယောက်စင်းကဖြစ်ပြက်လိုက်တယ်လို့မျိုးတဲ့